တရားဖြစ်ခင်ဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့ခင်ဗျာအားလုံးကုန်သောယန္တိယဝိသိတရားဖြစ်ခင်ဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့ခင်ဗျာ2026ခုနှစ်ပညာသင်နှစ်၌သက္ကရာဝနသာမှုဝဲအောင်မြင်သောသင်္ကုန်းပြေးပါလေဘုရားကျော်ဝူသောရေလံတို့၏သာဖြစ်သူမောင်ဆိုင်မြတ်သူဤအောင်ပွဲဂုံပြပွဲမင်္ဂလာနှင့်တရဝဘုရားမူကြီးတော်တရားတော်ရှင်သူမြတ်တို့အားဝါစုသင်္ကန်းသက္ကလူရန်နှင့်သွမ်းဆစီသောဒါနဘဝတ္ထုအစုစုတို့ကိုသက္ကလူရန်ခြင်းတပည့်တော်မိဘများကိုအမှုထား၍လုံခဲ့သောဆယ်နှစ်ခန့်ကဝေလာကြပြီဖြစ်သောယဟန်မေတော်ကြီးဖြစ်သူမိခင်ကြီးကသရဏရံမကြီးတော်ပြင်နိုင်ကိုရည်ကျူး၍သုံးတို့ခြင်းကောင်းမှုမင်္ဂလာစုစုတို့ကိုမနက်ပိုင်းနဲ့ရေသေးသွန်စားအများတန်းပေးဝင်ပြီးဖြစ်ပါသောကြောင့်မနက်ပိုင်းနဲ့အလုံးစုံသင်္ကောင်းကြီးပါဒီရဟန်းတော်မိုင်းမိုင်းတို့မင်္ဂလာလေးတို့ဘုရားရဲ့ဘာလို့တကယ်တကယ်ဒီလိုမျိုးအေးရလာဘယ်ကမှမရည်နေသားတော့သိကြပါပါအားလုံးရန်ဒီရဝိစီတရားဖြစ်တဲ့ဓမ္မမိတ်ဆွေတို့ကိုပြောလို့ရတယ်အားလုံးရန်ဒီရဝိစီတရားဖြစ်တဲ့ဓမ္မမိတ်ဆွေတို့ကိုပြောလို့ရတယ်ဒါတော့ဒီလိုမျိုးနာရီနာဒီလိုမျိုးအောင်ပါဘယ်လိုလဲဘာလို့ဘာလို့သာဖြစ်သူမောင်တိုင်းရသူအောင်လို့လည်းဒီမှာလည်းလည်းတော့ဘယ်လိုလဲတော့ဘယ်လိုအားဘာလို့ဒီဟန်တက်ကလူတိုင်းသွားတာစီတော့ဒါနဘဝတ္ထုအစုစုသောဝတ်ဆက်ကလူတိုင်းနဲ့လောကတော်ဆယ်နှစ်ကကိုလိုလေးစရောက်သွားတော့မိခင်နဲ့လူရဟန်းမေတော်ကြီးတော်ခင်နိုင်အားရည်သူ၍now 哎呦，比我们那边那玩笑了。quay này giàu lại giá lại quay này giàu lại giá lại chỉ có chung mà rồi nó sống đâu thì sống nhưng mà rồi đi đi chứ này nào quay hai lần
ဒီမှာတရားကျက်သားမှာ အပြုတ်အားထုတ်တော့လည်းမကောင်းပါဘူးဖို့မိုက်ပဲမကောင်းဘူးဟာ ဉာဏ်တော်တော်ဉာဏ်ဉာဏ်လေးပဲသိနေရောက်တဲ့နေရာမှာတရားဓမ္မများလာယူဒီဟာဒီမှာရှိရတဲ့ဖြစ်မှုကြီးကိုသိဒီမှာအပေါင်းတော်ကောင်းလို့ပါလည်းပဲတရားဓမ္မများလာယူမှတ်သားရအတွက်ဘုရုကာရဝါတရားရှိကြ၍ဒီသာသာသိက္ခာတရားပြုရပါတယ်ခင်ဗျာအလုံးစုံလည်းကြည့်ပါတော့ကြောင်းဘုရားယရနာတရားယရနာသံဃာယရနာဆိုသောယရနာမြတ်သောအလက်ဆရာအိမ်မှာမူ၍ဩကာသဝန္ဒနာဖြင့်ရိုးပြည့်စွာဖြစ်ဖို့ရာ
ဘုရားသာဘုရားမဟာဧကဘုရောဓမ္မသာဘုရားမဟာပညာဝန္တောသံဃတဘုရားမဟာဘောဂဘုရောဘုရားသာသတ္တနေပြအခြင်းမပူဇံဘုရားအခြင်းမဟာဘောဂဘုရောဇီဝဥဒ္ဒယရဏကျွေးမွေတို့နဲ့လည်းပြည့်စုံလာပါ၏ဤကဲ့သို့ပြအမြတ်ဆုံးယရဏတရားအမြတ်ဆုံးယရဏသံဃာအမြတ်ဆုံးယရဏဟုဆိုအပ်သောယရဏမြတ်သောမတော်ဝတ္တိကတိတော်ကျွေးဖြစ်ပေါ်ကြမြင်လို့ကြရသောဣန္ဒြေကာရဝတ္တပိသပနာပကုသိုလ်ကစေတနာပြောကြတို့ကြောင့်အနေကဘိယံယမံတသိဘောတိုင်းပြင်းပြင်းကြပြီလေမိမိတို့လိုရှိအတောင်းတာသောသုစုသစိရိယသစိရိယအပ္ပမေယအပ္ပမေယဧတုတော်အစောဘုံတော်တွင်အနန္တနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဣမာနိကိဏပါဒအာရဏိယဘောဓနိယဧမောမြတ်သောသောတော်များကိုဘုရားတတိတော်တို့၏မြတ်ဝါဒကိုအကျိုးပါတော်လုံငယ်သောစေနှစ်လောက်ကသိတိမနေသောတော်ကားသောမိမိဖြစ်သူယံမေတော်ကြီးသောပြင်းမြိုင်၏နိုင်ဝါမဖို့အကျိုးပါတော်ဩဒိတယေရှုယီမအာယုံကျမ်း၍ယေဒီယတဓာတုစီတိဓမ္မစီတိဩဒိတစီတိပရိဘောဂယေဒီတော်မြတ်တို့အားဝေါနဒါနရတသမ္မန္တအစေအနအယတာတို့ဖြင့်ပြည့်စုံတော်မူသောသောတော်များကိုဘုရားလက်ရှိတော်တို့၏နိုင်ပါမတ်ကိုကျိုးလာတော့ကိုယ်တော်သောဉာဏ်ပင်တော်၏သောဖေမြတ်၏နိုင်ပါမတ်ကိုကျိုးလာတော့မြတ်စွာဘုရားကြီးဤမောမြတ်သောသောတော်များကိုအာယုဘုံမိသုံးတော်တော်မူပါအရှင်မြတ်ကြီးဗျာလိုက်တော့အရှင်ဘုရားဘုရားတတိတော်ဤတောင်းတဲ့ကတောင်းတဲ့ကြောင့်တက္ကသိုလ်ဝေသာမွေဝေအောင်မြင်သောအဖြစ်ဘုရားမှုကြီးသောသံဃာတော်အရှင်မြတ်တို့နှင့်ကျေးဇူးရှင်မိခင်ကြီးတော်ခင်တယ်ကိုယေရှုရဲ့ဣမံဝတ္တဝါတိကစီဝရံဤဝါသောသင်္ကန်းအစရှိသောအချမ်းရန်ယေစီများကိုသံဃတသံဃာတော်အရှင်မြတ်တို့ဤသီလကိုသမာဓိကိုပညာဂုဏ်တို့ကိုအာယောပြု၍ဧမကရာကြီးတို့စက်ကလူရန်ပါ၏အရှင်ဘုရားသံဃတဧမနိဗ္ဗာန်တပြေစေရောဟောတုသာဓုသောနောက်ပြီးလို့ဟာရေရေဒီတော့ဆန်းတော့ဘာတော့လဲဟောဘာလို့လဲမောင်လေးတော်လည်းပဲအိမ်ကနေကတော့တယ်မောင်လေးတော်လည်းပဲဒီလေးကိုဘုရားဌာနမှာဘာလို့ဒီကဒီကနေ
ဆိုရင်ဒီကနေကောင်းဘုံကိုရင်းဒီလည်းပဲဘာပြောင်းလာတာလို့ပေါ့။ဒီနေ့လည်းလာခြင်းနဲ့မပြောတော့ဘူး။ဘောကဟုတ်တယ်ဒါလည်းဖိတ်ပါ။အင်းလာခြင်းတော့မဖိတ်ပါ။ဟိုကလည်းဥပဒေဘာလို့သွားတာ။အဲတို့ကဘာနာလာလဲဟုတ်လား။နော်။ဒီနာလာတဲ့ပုဂ္ဂိုလ်ကဟုတ်ရဲ့။ဒါကမရှိဘူးဒါကလည်းတော့သွားတာဟုတ်လား။အဲဒီလေဟုတ်လား။ဘာဖြစ်လဲ။နောက်ရတာဟုတ်တော့။နောက်ရတာအဲဒီလိုပဲ။နာမောလို့ဘယ်လိုလဲပါလား။ဒီကိစ္စကိုကြိုက်တာဒီစက်ကိုကြိုက်တာဒီကိစ္စရေးတော့ရှင်ဖေရဘုရားကြည့်တော်လူကြီးမြတ်စွာဘုရားကြီးဘုရားပဲကောဘုရားတော်မြတ်ကြီးဘုရားပဲကောသံဃာတော်အရှင်မြတ်တို့ဘုရားပဲကောဒီလောကပဲကောကလုံးလောကပဲကောယုံကြည်ပါကုန်ပြီရှိ၍ကရဏကိုသုံးပါးနှင့်၅ပါးသောသီလတို့ကိုခံယူသောက်ပြီး၍2025အောင်မြင်သောဟောတိုင်းရတို့ကိုသာကြောင်းပြီး၍ဘုရားအမှုရှိသောသံဃာတော်အရှင်မြတ်တို့အားဝါသောသင်္ကန်းသက်ကသူတန်းခြင်းနှင့်လွန်လွယ်သောသင်္ဃာတော်ကပေါ်လွန်သွားသောအဟံမေတော်ဤသောခေနံနှင့်ဘောင်းဝဲတော်တို့ကိုအကြောင်းပြု၍ဘုရားမှုရှိသောသံဃာတော်အရှင်မြတ်တို့ထံ၌သံသင်္ကန်းများကိုဘာတော်သင်္ကန်းများကိုဆက်ကလူရန်ပါ၏အရှင်ဘုရားဒီကောင်းမှုကြောင့်ဘုရားတပည့်တော်တို့သည်သာသောတရား၄ပါးတို့၏ကိုယ်ရာဖြစ်သောနိဗ္ဗာန်ကိုရရပါစေသာအရှင်ဘုရားယနေ့ယခုဘုံယူသောအားဖြင့်ကောင်းစားမြတ်ကိုဘုံယူသောအားဖြင့်ဘာသူသင်္ကန်းဆက်ကလူတန်းခြင်းယေရုရှလင်သောအားဖြင့်မေတော်ကြီးသောခင်ဉာဏ်နှင့်မောင်ရင်းတော်တို့ကိုဒီသူရဲ့သူတန်းရဲ့အစရှိသောကောင်းမှုတို့ကိုပြုလုပ်ပါ၏အရှင်ဘုရားဒီကောင်းမှုကြောင့်ဘုရားတပည့်တော်တို့သည်တောနာပေ၏ဒုက္ခဘေးတို့၏ပြင်းဝေးရာဖြစ်သောနိဗ္ဗာန်ကိုရရပါစေသာရရပါစေသာအရှင်ဘုရားဒီနေ့ယခုဘုရားရသောကောင်းမှုကိုဤရောဆောင်သောနဲ့သံဃာဆောင်သောနဲ့ဘုရားဆောင်သောနဲ့မြေရောဆောင်သောနဲ့ဘုရားတဘုံအင်းလေဘုံမောဝိနည်းယဒုက္ခိတဒုက္ခိတသတ္တဝါအပေါင်းတို့အားအမြတ်အမြတ်ပြုဝေပါ၏သူအခဲ့ပြီးတော့သတ္တဝါအပေါင်းတို့သည်ယုံလို့တို့နှင့်ရတုဒ္ဒနာအမြတ်ရ၍သံဃာပါတိသံဃာပါတိသာအရှင်ဘုရားဒီနေ့ယခုဘုရားရသောကောင်းမှုသည်သာလဝိလျာ၍တတိမေတ္တရောဟောစာ၍ဒီနာပါတော်လဲအသိလေးပါအထုရှိသောဤနေကြီးသည်ရာရည်တော်တို့၏သတ္တိအရာ၌ဤပါစေတည်း။အောင်ခြင်းကိုဘုရားအဖြစ်